လို့တယောက်တည်းပန်းညမှာလားပန်းညမှာလာထိုင်မှာဆိုဘင်းကောင်ကဘာနာတော့မှမသိဘူးကျွန်တော်လည်းထိုင်မှာပေါ့မထိုင်တော့အာဦးကြီးရှုပ်ကိုရှုပ်တယ်ဟဲ့အိမ်နာတက်မလို့ကွာဟဲ့ဘာဖြစ်နေလဲမသိဘူးအာမလေးမြန်ကြီးအိမ်နာလေးကြာပြီဟဲ့ဒီကောင်ဘာဖိုက်တာလဲရောမင်းငါလုံးတေတော့မယ်နောက်ကျမှပြန်လာတယ်အမြင်နဲ့ကြည်အောင်အခုလေတောက်လာပြန်ပြီအဲ့မစကြီးတောင်းဟဲ့ဟဲ့အာဦးမပြေးနဲ့ဟဲ့အာဦးမပြေးနဲ့လို့ဟာဒီကောင်ပြေးနေမြန်ပြီကျန်ဟဲ့အာဦးမင်းမီးလို့တော့မလွယ်ဘူးနော်ဟဲ့အာဦးမင်းစားချင်းအဲ့ချန်လေးထွက်ခိုင်းလိုက်ဟဲ့ခရစ်စမတ်လက်ဆောင်ဆိုပြီးတော့ဖင်ကောင်းနဲ့ငေါ့လာချတာမှမသိဘူးခရစ်စမတ်လက်ဆောင်မဟုတ်ဘူးကွာဟဲ့အောင်လေခရစ်စမတ်လက်ဆောင်မဟုတ်ဘူးနော်ဟိုကြည့်ထိုင်ဘာကောင်းနေမှမသိဘူးဟာဒီဘက်မှာလားဒီကောင်ဟာရဟုတ်တယ်ဒီဘက်မှာညောင်သေးလေကိုကညောင်သေးလေးမကြိုက်တော့တောက်လာတာမဟုတ်ပါဘူးကိုကညောင်သေးလေးသွားရှင်သွားလူစုသွားမချူသွားရှင်သွားဟာဒီကောင်ဘာကောင်လဲဟာကိုမှမျက်နှာတက်ဟာဟဲ့အခုမှဘာလို့မြန်တဲ့ငါမကန်တဲ့ဘာလဲကွာတဲ့ကွာငါကတော့ထားပါဖြစ်တညာလုံးဘောလုံးဝင်းကြီးအိမ်မရကြတယ်မင်းရမျိုးဟာဟဲ့ဘောလုံးလေးပေးဆိုမစောက်ဘူးကွာဒီမှာကြည့်တာဘောလုံးဆိုတာဒီလိုဆော့ရတယ်တွေ့လားဒီလိုအမလေးဒီလိုတွေ့လားမင်းတွေ့လားအစီပဲတွေ့လားဟဲ့ငေါ့လည်းပေးစောလို့ငါလည်းစော့ကျင်တာဗောလို့ပေးဦးရအောင်ဟဲ့ကွာဒီကောင်